အားလုံးပဲမင်္ဂလာပါမွေးစီဝါထဲကနေမှလွတ်မြောက်ခြင်းနဲ့ဒါမဲ့မလွတ်မြောက်နိုင်ဘူးဆိုစူးစမ်းတယ်စူးစမ်းပြီးဖြတ်တယ်ဒါပေမဲ့မရဘူးဆိုတဲ့သူတွေအတွက်ဒါကျွန်တော်ရဲ့ကိုတွေ့တက်တည်ကျွန်တော်အတူချုံအနေနဲ့ပြောပြချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တော့ကအရက်ဆေးလေး900တခိုင်နေငုံဆေးပေါ့တရားတွေထဲကနေမှတကယ်မလွတ်မြောက်နိုင်ဘူးအရန်ကြိုက်တယ်တစ်ခုမရှိတစ်ခုအစားထိုးပြီးတော့သုံးရတယ်အဲ့ဒါကိုကျွန်တော်လွတ်မြောက်ဖို့ကျွန်တော်စူးစမ်းတယ်ကျွန်တော်ဖြတ်ကြည့်တယ်ဖြတ်တဲ့အချိန်မှာတစ်ပတ်လောက်ဖြတ်သွားတယ်တစ်ပတ်လောက်တော့ဖြတ်တယ်တစ်ပတ်လောက်ပြီးသွားတဲ့အချိန်မှာအဲ့တော့ကအကြိုက်ဆုံးကဆေးလိပ်အသုံးဖြစ်ဆုံးကလည်းဆေးလိပ်အဲ့တော့တစ်ပတ်လောက်ပြီးသွားတဲ့အခါကျတော့ပြန်ပြီးတော့မဖြတ်နိုင်တော့ဘူးပြန်လှုပ်ချင်တဲ့စိတ်ကကိုယ်မထိန်နိုင်တော့အချိန်မှာဆေးလိပ်ကိုပြန်ဝယ်ပြီးတော့တောက်လိုက်တောက်ပြီးတော့မှအရင်တော့ကကျွန်တော်တောက်တာထက်ဆိုင်ရင်ကျွန်တော်ပို့ပြီးတော့မှတောက်ဖြစ်သွားတယ်ပိုများသွားတယ်အဲ့လိုဖြစ်တော့ဒါစေးတော့ညက်တာပေါ့နော်ဒါကိုကဖြတ်ချင်တာဒါမဲ့ဖြတ်အသွေးသားတောင်းတဲ့အခါကျတော့မလွန်ဆိုင်နိုင်ဘူးအဲကြောင့်မလို့ပို့ပြီးတော့မှအသုံးဖြစ်သွားတယ်နောက်ဆုံးအမိတ်ဆွေတွေချီမှာတကယ်ချင်းတွေချီမှာလည်းမီးတယ်ဘယ်လိုလုပ်ရမလဲအကြံတောင်းတယ်များတော့အဖြစ်တော့ပြောပြကြပါတယ်ဒါအမျိုးစုံနဲ့ပေါ့စိတ်နဲ့ဆိုင်တယ်ဘာညာလည်းပြောကြတယ်စိတ်နဲ့တည်းတကယ်ဆိုင်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့အဲ့တော့ကျွန်တော်ဘယ်လိုဖြစ်ကျွန်တော်စိတ်ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်ဖြတ်ပါမယ်ဆိုပြီးတော့မှကျွန်တော်တကယ်ဖြတ်လိုက်နောက်တစ်ခေါက်ပေါ့ဒီလိုဖြတ်တာတော့အချိန်ပေါင်းတော့မနေပါဘူးဒီတစ်ပတ်လောက်ပေါ့တစ်ပတ်လောက်ထိတော့ဖြတ်တယ်ပြီးပြန်တုံးနေအဲ့ဒါတွေကခဏဖြစ်တော့မလုတ်ချင်တော့ဘူးဒီလိုမျိုးနဲ့ဆိုတော့ဒါရိုးနေပြီဖြစ်သွားတာပေါ့ဒါမဲ့အခုတစ်ခေါက်တော့တကယ်ဆုံးဖြတ်ချက်ချပြီးတော့မှကျွန်တော်လုံးဝဖြတ်မယ်လုံးဝမလုတ်တော့ဘူးဆိုပြီးတော့စိတ်ဆုံးဖြတ်ချက်ချတယ်ချပြီးတော့ဘုရားရှင်မှာလည်းအဲ့တော့ကတော့တောင်းပါတယ်ပြီးရင်ကိုယ်တိုင်လဲဒါစိတ်ဆုံးဖြတ်ချက်ချပြီးတော့ဖြတ်တယ်ပြီးရင်တစ်နှစ်လောက်တော့ဖြစ်သွားတယ်တစ်နှစ်လောက်ကြည်လာတဲ့အခါကျတော့ကိုယ်တိုင်ကစီပွားရေးလုပ်ရင်းနဲ့ဒီဟိုပေါ့ဈေးဆိုင်ဖွင့်လိုက်တယ်ကြီးမားတော့မဟုတ်ဘူးဒီလိုပဲဒါကိုယ်အိမ်ထဲမှာပဲဒီလိုပဲဈေးဆိုင်လေးဖွင့်ပြီးတော့မှအဲ့မှာ900ရောင်းတယ်ဆေးလေးရောင်းတယ်အဲ့ချိန်မှာကိုရောင်းတဲ့900ကကောင်းမကောင်းပေါ့စမ်းကြည့်တာပေါ့ဒါတစ်နှစ်တောင်ဖြတ်ပြီးသွားပြီဆိုတော့ဘယ်လိုပြောမှလဲဒီဟာလေးစမ်းလိုက်တာနဲ့တော့ဘာမှဖြစ်တော့ပါဘူးဆိုပြီးတော့စမ်းပြီးတော့နောက်တစ်ခါအဲ့လိုပြန်ဆိုင်နဲ့ကိုကပြန်စားဖြစ်သွားတယ်ပြီးရင်အဲ့မှာပြန်ပြီးတော့ဖြစ်လို့မရတော့ဘူးပြီးတော့ငကိုကလေးကတစ်နှစ်လောက်ဖြတ်နိုင်တယ်ဆိုတာကလည်းတကယ်တမ်းဆိုရင်ဖြတ်နိုင်တာလားဆိုတော့လေလှုပ်ချင်တဲ့စိတ်ကတော့ရှိတာပဲဒီပြန်တုံးချင်တဲ့စိတ်ဆေးလေးအနှံ့ရလဲဆေးလေးတောက်ချင်တယ်900အနှံ့ရရင်900စားချင်တယ်အရက်နှံ့လေးတွေရရင်ကိုလည်းရက်တောက်ချင်တယ်ဒါမဲ့အဲ့ဒါတွေကိုမလုပ်ဘဲနဲ့တကယ်စိတ်ဆုံးဖြတ်ချက်ချတဲ့အတွက်ကြောင့်မလုပ်ဘဲနဲ့အောင့်ထားတာဒါမဲ့အဲ့ဒီဝန်ကတော့ထမ်းနေရတာပဲစိတ်ထဲမှာမတည်တာအသွေးသားကတောင်းနေတော့ဒီအဲ့ဒီဝန်ကိုထမ်းနေရတာပဲရှိတယ်နောက်ဆုံးကျတော့လဲပြန်လုတ်ဖြစ်သွားတာပါပဲနဲ့လိုရင်နဲ့နှစ်တွေအကြာကြီးပြန်လုတ်ဖြစ်သွားတယ်မလွတ်မြောက်နိုင်တော့ဘူးဖြတ်လည်းမဖြတ်နိုင်တော့ဘူးညအိတ်တဲ့အချိန်မှာတော့မှအဲ့ဒါ900စားရင်းနဲ့အိတ်ဖြစ်သွားတဲ့အချိန်တွေတော့ရှိတယ်အဲ့လောက်ထိချင်းရဆူးသွားတာပေါ့ဒါနဲ့ဆိုဖြတ်ချင်တဲ့စိတ်တွေကလည်းမတည်ဘူးအရင်တုန်းကလည်းကျွန်တော်အဲ့ဒီဖြတ်ချင်တဲ့စိတ်တွေကမတည်ဘူးဒါမဲ့မလွန်ဆန်နိုင်လို့လုံနေရတာတကယ်စိတ်ဆုံးဖြတ်ချက်နဲ့ဖြတ်တဲ့အချိန်မှာလည်းဖြတ်နိုင်လားဆိုတာလည်းမဟုတ်ပြန်ဘူးလှုပ်ချင်တဲ့စိတ်ကအထဲမှာရှိနေတယ်အဲ့ဒီအချိန်မှာနောက်ဆုံးတော့ပြန်လှုပ်ဖြစ်သွားတယ်ပြန်လှုပ်ဖြစ်တဲ့ချိန်ကျရင်လည်းစိတ်စိတ်ထဲကနေပြန်ဖြတ်ချင်တဲ့စိတ်ကတော့အများအားရှိတယ်ဒါပေမဲ့မလွန်ဆန်နိုင်ဘူးလုံးဝဖြတ်လို့မရတာအဲ့ဒါနဲ့နောက်ဆုံးကျတော့ဒီလိုပေါ့တရားဟောပေါ့ဒီတရားဟောချက်တွေနားထောင်တယ်YouTube ထဲနဲ့တရားဟောချက်တွေလိုက်ရှာတယ်
ကျန်းစာလဲကိုယ်တိုင်လဲကျန်းစာဖတ်ကြိုးစားတယ်ဖះပိုင်းနဲ့ပေါ့ဖះပိုင်းနဲ့ကြိုးစားပြီးတော့သွားမယ်ဆိုပြီးတော့ဖះပိုင်းနဲ့သွားတယ်ဒါမဲ့ဒီလိုဖះပိုင်းနဲ့ဒါကိုကသွားပြီးတော့တရားနာထောင်အဲ့လိုမျိုးတွေလုပ်နေပေမဲ့ဒီမွေးရစေဝါကိုကြတော့မဖြစ်နိုင်ပါဘူးဒါနဲ့ဒါဒီရှာဒေးဗလာရဲ့တရားဟောချက်တွေများနာထောင်ဖြစ်တယ်ဒါနဲ့ရေကိုကိုဟာနဲ့ကိုစူးစမ်းလို့မရဘူးယေရှုကဒါလုပ်ပေးနိုင်တာယေရှုလုပ်ပေးတာမဟုတ်ဘဲနဲ့ကိုနေကိုဟာနဲ့စူးစမ်းမရဘူးဆိုတဲ့ဟာခဏကြားရတယ်တရားဟောတော်များများထဲမှာအဲ့ဒါတွေကပါတယ်အတိတ်ကဒီမူရဲ့စေဝါတစ်ခုတည်းမဟုတ်ဘူးဘယ်နေရာမှာဝင်လေးနေတယ်အဲ့ဒီဝင်လေးတဲ့အရာတွေကယေရှုနဲ့တာတော့ယေရှုစီမှာဒီလိုမျိုးတွေကခဏဒါကြားနေရတာပေါ့နော်အဲ့နဲ့ကျွန်တော်လည်းဒါလက်တွေ့လုပ်ရမယ်လက်တွေ့လုပ်ကြည့်မယ်ဒါကိုဟာနဲ့ကိုနေကိုဟာနဲ့ကမဖြစ်နိုင်မှတော့တည်တယ်ကိုဟာနဲ့ကိုဘလို့မှမစူးစမ်းနိုင်ဘူးဆိုတော့လည်းတည်သွားပြီတရားမှတရားတည်သွားပြီအဲ့အကြောင်းတကယ်ပဲကိုနေကိုဟာနဲ့စူးစမ်းပြီးတော့မှလုံးဝမဖြစ်နိုင်ဘူးဒါကျွန်တော်လုံးဝတည်သွားတဲ့အချိန်မှာယေရှုနဲ့ပဲကျွန်တော်တွားပြီးတော့မှယေရှုစီမှာအနံ့တယ်ပြီးရင်ယေရှုကလည်းတကယ်အသက်ရှင်တဲ့ဖခင်ပါကိုကဒါမတိခဲ့တာပေါ့ယေရှုတော့ယုံကြည်ပါတယ်ကယ်တင်ခြင်းနဲ့ဒါအရင်ငယ်ကလေးကနေပေါ့ဒါကယ်တင်ခြင်းနဲ့ရတယ်ဖခင်လည်းယုံကြည်တယ်ကျွန်တော်တည်သွားရင်တော့မှကောင်းကင်ဘုံရောက်မယ်ဆိုတော့ကျွန်တော်အာမခံချက်ရှိတယ်ဒါမဲ့မတိလိုက်တာကဒီလိုမျိုးဝန်လေးတဲ့ထဲကဒီမိုးရဲ့စေဝါတွေထဲကနေလည်းကယ်တင်နိုင်ခဲ့တယ်ဆိုတော့မတိနိုင်တာဒါမဲ့တကယ်အခုလက်တွေ့ဖခင်စီအနံ့တဲ့ချိန်မှာတကယ်ဖခင်ကလုပ်ပေးတယ်ဖခင်ကတတ်နိုင်တယ်ကိုကတော့မတတ်နိုင်ဘူးဒါပေမဲ့ဖခင်နဲ့တွန်ဖခင်တတ်နိုင်တယ်ပြီးရင်ကိုတောင်းရင်ကိုရဲ့ဝန်ထိုးဝန်ပို့တကယ်အနှံတဲ့ချိန်မှာဖခင်တကယ်ဒီဝန်ထိုးဝန်ပို့ထဲကနေတကယ်ပေါ်ပါစီတယ်ဒါတကယ်လွတ်မြောက်ရှိတယ်အဒီကတော့တကယ်ကျွန်တော်လုံးဝလွတ်မြောက်ခြင်းရသွားတာပေါ့ဒီမွေးစေဝါဆိုတော့ကျွန်တော်လုံးဝမပတ်သက်တော့ဘူးတရားမှတရားလုံးဝမကြိုက်တော့တာဒါကျွန်တော်ရဲ့လွတ်မြောက်ခြင်းပေါ့အတူချုံနေနဲ့ပြောပြရခြင်းဖြစ်ပါတယ်အခုပြောတဲ့ထဲမှာကမစုံလင်ဘူးဒါတကယ်နှစ်ချီစူးစမ်းလာခဲ့တဲ့အရာတွေလည်းဖြစ်တယ်ဒီတတိယတဲ့ဟာဆိုရင်လည်းတကယ်ပဲဒါတကယ်ပဲစိတ်ဆုံးဖြတ်ချက်ချရတယ်ဖယားနဲ့တွားရတယ်အများကြီးပေါ့အဲ့ဒါတွေကြတော့အကုန်လုံးဒါပြောမယ်ဆိုရင်တော့တကယ်နာရီပေါင်းများစွာဖြစ်မှာမို့လို့ဒါအတူချုံနေနဲ့ပြောပြတဲ့အခါကျတော့မစုံလင်ဘူးအများကြီးတော့မစုံလင်ဘူးပေါ့တိချင်တဲ့အရာတွေရှိတယ်ဆိုရင်ဒါဒီ comment ထဲကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းကနေပဲဖြစ်ဖြစ်မြင်မြန်လို့ရတယ်တကယ်လွတ်မြောက်ခြင်းတဲ့သူပေါ့လွတ်မြောက်ခြင်းနဲ့မလွတ်မြောက်နိုင်ဘူးဆိုတဲ့သူကျွန်တော်အာမခံတယ်ကျွန်တော်ကိုယ်တိုင်ကဒီကနေလွတ်မြောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်တဲ့မှာတရားအာမခံရတယ်ဒါမဲ့ယေရှုအဖြစ်ပေါ့နော်ဒါယေရှုကဒါဒီထဲကနေလွတ်မြောက်ခွင့်ပေးတာပါကျွန်တော်ကလုံနိုင်တာမဟုတ်ဘူးကျွန်တော်ကတတ်နိုင်တာလည်းမဟုတ်ဘူးကျွန်တော်ကဒီဘယ်လိုပြောမှာလဲတော်လို့တက်လို့တည်လို့မဟုတ်ဘူးဒါယေရှုရဲ့လုပ်ပေးခြင်းကိုမိတ်ဆွေတို့ကျွန်တော်ဝေမျှတာဖြစ်ပါတယ်